ကျွန်တော်ကိုဖြိုးလေးငပြားရဲ့ကျော်အားပေးခြင်းနဲ့ဆိုပြီးပြောတယ်ဖေဘုတ်ကညီကိုမောင်နှမများပေါ့နော်ကျွန်တော်ပေးရနေလာမှာကြတယ်ပြီးလို့ရှိရင်တချို့ကြောင့်ကျွန်တော်အကောက်တူလိုထင်တဲ့လူတွေရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တာက TikTok ပဲမှာဖေဘုတ်ကပဲမှာ Viber ပဲမှာဝေလွဲနာမည်ကျော်ဘက်ကနေပေးလို့ရှိရင်68002998 KB နံပါတ်ရဲ့680583051ဝှေ့နံပါတ်အဲ့နှစ်ခုတည်းပဲသုံးတယ်ဝှေ့နံပါတ်ရော KB နံပါတ်ရောရမင်းသူအဲ့နံပါတ်တစ်ခုတည်းပဲအလုပ်လုပ်တယ်ကျွန်တော်ဘယ် KB နံပါတ်မှမပေးဘူး KB နံပါတ်ဒီဟာအဲအကြမ်းလိုဟာဖြစ်လို့ဒီဟာဖြစ်လို့ပြောအဲ့ဒါလူလေ KB နံပါတ်ရမင်းသူဝှေ့နံပါတ်ရမင်းသူ68002998နဲ့65118990အဲ့ကနကနေကျော်တို့ order တင်လို့ရှိရင်မှန်ပါတယ်ကျွန်တော်မသိမှန်ပါတယ်လိန်ခံမှာမပူပါနဲ့ပေါ့နော်နောက်ပြီးဝီစီခေါ်ပြီးမှပတ်စံလွှဲရမယ့်နေရာမျိုးတွေနိုင်ငံခြားမှာလာမျိုးတွေဝီစီခေါ်ပြီးမှလွှဲလို့ရတယ်ကျောင်းမျက်နှာပြင်မှလွှဲလို့ရတယ်နောက်ပြီးတော့စာပြန်တာကျော်တို့ကစာအကူပြန်တာမဟုတ်ကျော်ကိုတိုင်ပြန်တယ်ကျော်ကိုတိုင်ပဲတေချာလေး order တင်တာဖြစ်တဲ့အတွက်လိန်ခံမှာပူစားမလို့ဒါပေမဲ့တခုတော့ရှိတယ်အဲ့ဖုန်းနံပါတ်နှလုံးကတော့လာမှာဖို့လိုတယ်ပေါ့နော်ဒါထုံးတဲ့အတိုင်းပဲဗျာကျော်စားနေကြအတိုင်းပဲဒီကတော့ငါပြကျော်ကောင်းကျော်တော့ထွေထူးပြောမနေတော့ဘူးဗျာနော်ဘယ်လိုကောင်းလဲဆိုလို့ရှိရင်ဘယ်လိုရတာမျိုးရှိလဲကျွန်တော်လာမေးလူရှိတယ်ဘယ်လိုကောင်းလဲဆိုတော့ကျွန်တော် AR တိုင်းအလူတွေမှာလို့ရှိရင်မပါမဖြစ်ကိုဖြိုးလေးငါပြရေးကြောရလေဒါကျွန်တော်ထုတ်ကုန်မလို့ကျွန်တော်ကိုဖြိုးလေးငါပြရေးကြောလို့ပြောတာကျွန်တော် AR တိုင်းဘက်မှာဆိုလို့ရှိရင်ဟင်းအလူတွေမှာလို့ရှိရင်ဗျာဟင်းခွက်နဲ့ငါပြရေးကြောခွက်နဲ့ကိုရှင်ရှာမယ်ဆိုလို့ရှိရင်တော့မှပဲဟင်းခွက်ကမျက်နှာငယ်ရတယ်ငါပြရေးကြောခွက်အဲ့တော့ရောင်းစားကောင်းတယ်ဗျာအဲ့တော့ကျွန်တော်ဟာလေရောင်းထွက်တယ်ဆိုတာကဒါစားပြီးတဲ့လူတိုင်းလည်းသိတယ်တချို့ကြော်လေကျွန်တော်ညွှန်တာကောင်းလို့ဝယ်စားခြင်းတဲ့လူရှိလို့ဝယ်စားရရှိတယ်ဝယ်စားလူတိုင်းလည်းအစင်မပြေတယ်ပြေတယ်မပြေဘူးဆိုပြန်လဲလူမရှိဘူးဗျာအဲ့တော့စားကြည့်ပါမကောင်းဘူးလို့ချင်းကြိုက်လို့ပဲမဝင်ရှိတယ်စားသုံးလို့ကလူမျိုးဘာသာမျိုးစားသုံးလို့ရတယ်ဗျာအပေါင်းပစ္စည်းကဗမာကြောက်ကြောအချိုးကြောက်အကောင်းစားရယ်စားစီသီးတဲ့ရယ်တော့ဘာသုံးလဲဆိုတော့စက်တော့ရယ်ဒါပဲပေါ့နော်အဓိကအချိုးစားကြရတာဘာညာထိတ်တာကြတော့ဒါနီးမှန်လမ်းမှန်တေချာလေးကြော်လို့အခုလိုမျိုးဒါတစ်ပတ်တည်းမှာတော်တော်လေးမနေဘူးကုန်နေခုရတက်ပေါ့နော်ဒါကျွန်တော်အကောင့်ထဲမှာတင်ပေးတာလေအခုတစ်ပတ်ကြော်စင်းရယ်ရောင်းစင်းရယ်ပေါ့နော်ဘယ်လိုလဲကြောင်ချင်းတိုင်ကျေးဇူးအများကြီးတင်တယ်စားတတ်ပါဦးဗျဒါကတော့နေမြန်သွားကြဘိုက်တော်စားနေလို့ဟိုကအော်လေးတင်နေရတယ်ဗျာအော်လေးဒီမှာနောက်ထောက်ကုန်ကိုအမြန်ပို့ပေးဖို့အတွက်ရယ်လုံးညံဘိုးလေးနဲ့ဘာမှမစားရသေးဘူးညနေ4 နိုင်ကျော်နေစားတတ်ပါဦးတော်တော်လေးပဲရလို့ရဟုတ်ကဲ့မမပဲလေကြောက်လာလို့မကောင်းကြိုက်လို့ပြောဒီစီကိုပြန်ပို့ပေးလိုက်ဆယ်သားပြန်အမ်းပေးလိုက်မယ်ကျွန်တော်အမခံရောင်းတာအဲ့တော့ဘာအမခံလည်းမေးမနေတော့နောက်တစ်ခုကရောက်တဲ့နေရာရင်မင်းမကန်ပြင်ပြီးတော့တောင်းလေနောက်ထမင်းကထမင်းဘယ်လိုပဲတပကံမစားရမလားနှစ်ပကံတော့သိဝင်ဟင်းမလို့အဲ့ပါwow tôi giàu nè nè thôi giờ một cái trống này xem cho vào lô bún này bây giờ nó có lô bún này bây giờ theo đấy vừa bắt đầu ít sao rồi vậy chạy ra cho làm mấy chạy của nó còn lâu thì theo đấy vừa lô chuyển vấn đề lâu sao rồi vậy rồi ý nó bây giờ bà ta lúc cái gì mà sale đây thì gì chơi khăn cho cha chơi khăn gì mà đâu đâu bây giờ thì sao cái này lô chuyển số nào cả số lên rồi nó khép lại số lên này của nó tham gia số lên này cắt lại anh em chụp lại sao anh em chụp lại sao này vừa lô chuyển thì còn cái gì của nó mà biết được cái link nó là thay sao rồi vậy của nó 大家好。